ပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာ ARD သတင်း channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာပြည်သူတွေအတွက်နေ့တင်ဆက်ပေးမယ့်သတင်းကြောင်းကတော့ပူလောမျိုးနယ်မှာကြေးရွာအုပ်ချုပ်ရေးမှုနေနဲ့သတင်းပေးလို့နာမည်ထွက်နေတဲ့နေအိမ်ဘုံပေါက်ဆွဲသတင်းနဲ့အတူအခြားသတင်းတွေနဲ့အစိမ့်ဝင်စားတဲ့ကောင်းတဲ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ ARD သတင်း channel ကို subscribe ပြုလုပ်ပေးထားပြီးတော့အသစ်တွေတင်နိုင်တဲ့သိနိုင်မှုအတွက်ဘေးနားမှာရှိတဲ့ notification လေးကိုလည်းနှိပ်ထားပြီးတော့တိုက်တွန်းလိုက်ပါရစေခင်ဗျာပူလောမျိုးနယ်နန်းတောင်ကျေးရွာမှာမနေ့ဩဂုတ်လ12ရက်နေ့ည10:00နာရီကျော်ကနန်းတောင်ကျေးရွာအုပ်ချုပ်ရေးမှူးဦးအောင်ကိုဦးနေအိမ်နဲ့သတင်းပေးလို့နာမည်ထွက်နေတဲ့ဦးတင်ဦးတို့နေအိမ်ကိုဘုံပေါက်ခွဲခဲ့တာဖြစ်တယ်လို့ဒေသခံတွေစီကနေသိရပါတယ်ဘုံပေါက်ခွဲတာကအတန်နှစ်ခါကြားရတာအုပ်ချုပ်ရေးမှူးအိမ်နဲ့ရွာသားထိတ်ကဒလန်အိမ်လူတွေတော့မထိခိုက်ဘူးအိမ်မဲပျက်စီးသွားတာလို့ကျေးရွာနေသူတို့ကပြောပါတယ်ပေါက်ကမှုဖြစ်ပွားပြီးတဲ့နောက်မှာစစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေရွာထဲကိုရောက်ရှိလာပြီးတော့စစ်ဆေးမှုတွေပြုလုပ်ကပူလောမျိုးနယ်အတွင်းလက်လက်စစ်ဆေးခဲ့တယ်လို့ဒေသခံတွေကပြောကြားခဲ့ပါတယ်ပူလောမျိုးနယ်မှာရဲကျွေးအုပ်ချုပ်ရေးမှုတွေနဲ့သတင်းပေးတယ်လို့နာမည်ထွက်နေသူတွေကြောင့်ဖမ်းဆီးခံရသူတွေရှိလာပြီးတော့နောက်ပိုင်းမှာအမည်မသိအဖွဲ့တွေကအခုလိုလှုပ်ဆောင်နေတာဖြစ်တယ်လို့ရဲမိရဲဖတအုပ်ကမှတ်ချက်ပြုပြောပါတယ်ပူလဲမျိုးနယ်မှာဇွန်24အမှတ်3ရက်ကွက်အုပ်ချုပ်ရေးမှုသမီးရဲ့နေမှာဖုံးပေါက်ခဲ့ပြီးတော့ဇူလိုင်လ9ရက်မှာလက်ကူးကြေးရွာအုပ်ချုပ်ရေးမှုဦးသက်ခိုင်နေမှာဖုံးပေါက်ခွဲခဲ့ပါတယ်အလားတူဩဂုတ်လ6ရက်မှာပိန်းနေတောင်ကြေးရွာကနာမည်ပေးလို့သတင်းထွက်နေတဲ့ဦးတန်းလဆိုသူကိုလည်းအမည်မသိအဖွဲ့ကတနက်နဲ့ပစ်တက်ခဲ့ပြီးတော့ဩဂုတ်လ10ရက်မှာပေါ်ကုန်းကြေးရွာမှာဖုံးပေါက်တာတွေလည်းဖြစ်ခဲ့တာတွေလည်းသိရပါတယ်ခင်ဗျပြည်သူတွေနောက်တင်ဆက်ပေးမယ့်သတင်းအကြောင်းကတော့ဒီဘင်းမြို့နယ်စင်မြိုင်မြို့ရဲသခန်းရှိမှာဘုံပေါက်ကွဲတဲ့သတင်းပဲဖြစ်ပါတယ်ဒီဘင်းမြို့နယ်စင်မိုင်မြို့ရဲသခန်းရှိမှာဩဂုတ်လ13ရက်နေ့မနက်6နာရီခန့်အချိန်ကဘုံတစ်လုံးပေါက်ကွဲခဲ့တယ်လို့စံပြင်မြို့နယ်ပြည်သူတအုပ်စီကသိရပါတယ်ရဲသခန်းရှိဘုံပေါက်ကွဲသွားတာမနက်6နာရီကပေါ့အတန်ကတော့တော်တော်ပြင်းတယ်မြေကြီးတွေပါတုံသွားတယ်အပြည့်စီးနဲ့အထီးကိုက်စင်းကတော့လောလောဆယ်ဘာမှမသိရသေးဘူးဘုံပေါက်ကွဲပြီးတော့ဒီကောင်တွေပထမကတနက်အချက်30ကျော်လောက်ရမ်းပြီးပြစ်တာတွေရှိတယ်အခုတော့ကျွန်တော်တို့ဒီဘင်းမြို့အလဲကောင်ကနေသွားတဲ့လမ်းကိုပိတ်ပြီးတော့ဒါသမျှလူတွေအကုန်ဆင်းနေတာလို့ဆိုင်ပြင်မြို့ဒေသခံတအုပ်ကပြောပါတယ်ဆိုင်ပြင်မြို့ဟာဒီပိန်းမြို့နယ်နဲ့ဘူးတလင်းမြို့အကြားမုံရွာဘူးတလင်းရေဦးလမ်းပေါ်မှာတည်ရှိနေတဲ့မြို့တစ်မြို့လည်းဖြစ်ပါတယ်ခင်ဗျပြည်သူတွေနောက်တင်ဆက်ပေးမယ့်သတင်းအကြောင်းကတော့ကဏီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တေအားဂျပန်ရောက်မြန်မာတွေကကျပ်10သိန်းလူတန်းဆိုတဲ့သတင်းပဲဖြစ်ပါတယ် WYO ဂျပန်အဖွဲ့ကကဏီပြည်သူ့ရေးတပ်ဖွဲ့1 KPDF 1ကိုအဖွဲ့အားဆရာနာရှင်စန့်ကျင်ဒေါ်လာရင်းနဲ့လိုအပ်တဲ့အထောက်ပံ့ပစ္စည်းတွေအသုံးပြုရန်အတွက်10သိန်းကျပ်ကိုဂျပန်ရောက်မြန်မာအဖွဲ့ WYO ဂျပန်ကလူဒန်းပေးအပ်ခဲ့ပါတယ်ခင်ဗျပြည်သူတွေနောက်တင်ဆက်ပေးမယ့်သတင်းအကြောင်းကတော့ရခိုင်ဝန်ကြီးချုပ်ဦးညီဘူးအပါအဝင်ဝန်ကြီးဟောင်း9ဦးကိုအဂတိမှုနဲ့မှုဖွင့်ခံထားရတဲ့သတင်းပဲဖြစ်ပါတယ်ရခိုင်ပြည်နယ်မှာမြို့သားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအစိုးရလက်ထက်ကတာဝန်ထမ်းဆောင်ခဲ့တဲ့ပြည်နယ်ဝန်ကြီးချုပ်ဦးညီဘူးနဲ့ဝန်ကြီးဟောင်း4ဦးကိုအဂတိလိုက်စားမှုနဲ့စစ်တွေမြို့မှာရဲစခန်းမှာရေးယူဖို့ဆောင်ရွက်နေတယ်လို့ဩဂုတ်လ13ရက်နေ့တို့တစ်ကောင်စီသတင်းစာတွေကနေထုတ်ပြန်ခဲ့ပါတယ်ဝန်ကြီးချုပ်ဟောင်းဦးညီဘူးအပါအဝင်လျှက်စစ်စက်မှုနဲ့လမ်းမဆက်သွယ်ရေးဝန်ကြီးဟောင်းဦးအောင်ကျော်စံဘဏ္ဍာအခွန်စီမံကိန်းနဲ့စီးပွားရေးဝန်ကြီးဟောင်းဦးကျော်အေးဟိန်းစီပင်ဝန်ကြီးချုပ်ဟောင်းဦးမင်းအောင်နဲ့စိုက်ပျိုးမွေးမြူရေးနဲ့တည်တောင်းတဲ့တထုတွင်ဝန်ကြီးဟောင်းဦးကျော်လွင်တို့ကိုဩဂုတ်လ17ရက်နေ့ကအဂတိလိုက်စားမှုပုံမှန်55နဲ့တိုင်ကျဉ်ပွင့်လိုက်တယ်လို့ဆိုပါတယ်ယခုလိုအဂတိလိုက်စားမှုနဲ့ပတ်သက်ပြီးတော့စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်းစစ်ဆေးပြီးတော့အဲ့ဒီကော်မရှင်ရဲ့စစ်ဆေးတွေ့ရှိချက်အရပြည်သူ့ဘဏ္ဍာကိုကိုင်တယ်ဆောင်ရတဲ့လုပ်ငန်းစဉ်မှာတည်ဆဲဥပဒေလုံထုံးလုံနည်းတွေကိုဖောက်ဖျက်ပြီးတော့နိုင်ငံတော်ရဲ့ငွေကြေးပစ္စည်းနဲ့ပိုင်ဆိုင်မှုကိုထိခိုက်နစ်နာဆုံးရှုံးမှုတွေဖြစ်ပေါ်တယ်လို့ဆွဆွဲရေးသားထားပါတယ်ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်းဦးညီဘူးဟာစစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်မှာဖေဖော်ဝါရီလ18ရက်နေ့ညမှာစစ်တပ်နဲ့ရဲတွေကနေအိမ်ကနေဖမ်းဆီးပြီးတော့နိုင်ငံတော်ကြီးညိုပြည့်စုံမှုရစတဲ့ကြီးပုံမှန်ဥပဒေပုံမှန်905ခါဝင်းနဲ့အမှုရင်ဆိုင်နေရပါတယ်ဝန်ကြီးချုပ်ဟောင်းဦးကျော်လွင်ကတော့ဩဂုတ်လ12ရက်နေ့မှာမနေ့ကရန်မဲမြို့ကသူ့နေအိမ်မှာဖမ်းဆီးခံလိုက်ရတယ်လို့ဒေသခံတွေကပြောပါတယ်မြန်မာနိုင်ငံမှာစစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်မှာစစ်ကောင်စီကနိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ပါဝင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်ကဝန်ကြီးတွေကိုအဂတိလိုက်စားမှုအပါအဝင်နိုင်ငံတော်ကြီးညိုပြည့်စုံမှုဥပဒေပုံမှန်တွေနဲ့ပါတရားစွဲနေတာတွေ့ရပါတယ်အာဏာသိမ်းစစ်ကောင်စီက NLD နဲ့ဆက်နွယ်ပြီးအခုလိုဖမ်းဆီးတာတွေလုပ်နေတာဟာ NLD ပါတီကိုဖျက်သိမ်းပြီးတော့နိုင်ငံအာဏာကိုရရှိထိန်းသိမ်းမှုအတွက်ကြိုးပမ်းနေတယ်လို့ဖမ်းဆီးခံ NLD ပါတီဝင်တွေရဲ့မိသားစုဝင်တွေကလည်းတုံ့ပြန်ပြောဆိုလာခဲ့ပါတယ်ခင်ဗျပြည်သူတွေနောက်တင်ဆက်ပေးမယ့်သတင်းအကြောင်းကတော့ကောလင်းမြို့နယ်တွေကသတင်းပေးလို့အမည်ထွက်နေတဲ့အိမ်ကိုတနက်နဲ့ဝိုင်းပြလို့အမျိုးသမီးတအူးတေဆုံးဆိုတဲ့သတင်းပဲဖြစ်ပါတယ်စကိုင်းတိုင်းကောလင်းမြို့နယ်တပြေအိုင်ကျေးရွာအုပ်စုချောင်းကွေကျေးရွာမှာဒီနေ့မနက်အစောပိုင်းတနာရီမထိုးခင်အချိန်ဝန်းကျင်ကသတင်းပေးလို့အမည်ထွက်နေတဲ့နေအိမ်တစ်လုံးကိုအမည်မသိလက်နက်ကိုင်အဖွဲ့ကတနက်တွေနဲ့ပစ်ခတ်လို့အဲ့ဒီအိမ်မှာရှိတဲ့အမျိုးသမီးငယ်တစ်ယောက်ကြီးတန်းထိမှန်တေဆုံးခဲ့တယ်လို့ကောလင်းမြို့ကန်တွေရဲ့ပြပြချက်အရသိရပါတယ်ညကဖြစ်တာပါရွာထဲကိုလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ကဆိုင်ငယ်တွေနဲ့ရောက်လာပြီးတော့မောင်းမြန်တနက်တွေနဲ့ဦးတစ်လွင်လေးရဲ့အိမ်ကိုဆက်တိုက်ပစ်တယ်ဒီမနက်ဆောင်းပိုင်းမှာပဲဦးတစ်လွင်လေးရဲ့သမီးအသက်20အမျိုးသမီးဟာကြီးထိမှန်ပြီးတေဆုံးသွားတယ်လို့တေဆုံးသူရဲ့ဆွေမျိုးတော်ဆက်တို့ကပြောပါတယ်
ကောလင်းမြို့နယ်ရဲတပ်ဖွဲ့ရုံကိုဆက်တွေ့ရမှာတော့ချောင်းခွေရွာဘက်ကညကပြစ်ခတ်မှုဖြစ်ပွားတယ်လို့တော့သတင်းရတယ်။တောက်စစ်စစ်နေတဲ့မို့ဘာမှပြောလို့မရနိုင်သေးဘူးလို့တာဝန်ထမ်းဆောင်နေတဲ့ရဲဝန်ထမ်းတယောက်က VOMS ဆက်သွယ်မြင်ချက်ကိုဒီတိုင်းပြန်လည်ဖြေကြားပေးထားပါတယ်။ကောလင်းမြို့နယ်ရဲ့အရှိတ်ချမ်းမြို့နယ်ဖြစ်တဲ့ရွှေဘိုမြကြီးနားဗျူဟာကားလန်းနီးကရွာတဲ့ချို့မှာအခုလတရက်နေ့ကစလို့သတင်းပေးလို့အမိထွက်နေတဲ့လူတွေရဲ့ကြေးရွာအုပ်ချုပ်ရေးအဖွဲ့နဲ့နှီးဆက်သူတွေကိုမကြာခဏတပ်ဖြတ်ခံရတာတွေရှိပြီးတော့ဆဲတာကာလာထဲမှာ၄ချိန်တည်းမနေ့ဖြစ်ပွားခဲ့တယ်လို့အဲ့ဒီဒေသခံတွေကပြည်စင်ကိုကိုးကားပြောဆိုနေတာလည်းသိရပါလေအဲ့ဒီလိုအခြေအနေမျိုးဖြစ်ပေါ်နေတဲ့အတွက်ကြေးရွာအုပ်ချုပ်ရေးမှုချို့ကအလုပ်တာဝန်ကနေနှုတ်ထွက်ခွင့်ပြုဖို့အတွက်စာရီရေးတင်နေကြတယ်လို့လည်းသိရပါတယ်ခင်ဗျပြည်တွေတွေနောက်ထပ်တင်ဆက်ပေးမယ့်သတင်းအကြောင်းကတော့မင်းအွန်လိုင်းနဲ့ပရာပုတ်ဘသူခွေးပြေးအရင်ပြင်ပြရမလဲဆိုတဲ့သတင်းမျိုးဖြစ်ပါတယ်စစ်ခွေးတပ်ကရှေ့တန်းကိုစစ်ကူပို့ရအောင်တိုက်တော့မယ့်အရာအခြေပြုပြီးတော့မျိုးရင်းတွေမှာဝင်စည်းနေတာပဲရှေ့တန်းတွေမှာကြားဆွားဆွာပြီးခြေတိုက်နေတာအခုနေထားကပြည်သူတွေပြန်ထပြီးဝုန်းပြနေလို့လာချင်းချအောင်အစ်စ်မှာပဲလို့ဘလောက်နှိတ်ကူပြီးရေရှည်ပလန်နဲ့သွားမလဲဆိုတာကိုနောက်တစ်ပတ်လောက်ဆိုပြေထွက်တော့မှာပါချင်းချောက်ရုံမလားအပြတ်ချမှာလားအကယ်၍ချင်းချောက်ရုံအစဉ်ဆိုရင်ပြည်သူကဖြုံမှာမဟုတ်တဲ့ပြင်သူချကိုချအနေထားထိပါဖြစ်လာမှာမို့ဒီကောင်တွေပြန်သွားရင်ပြည်သူတွေကပြန်ထပြန်ဝုန်းမှာပါပဲဘာလို့ဒီလိုတွေပြောပြနေလဲဆိုယခုတော်လိုင်းကြီးကရေရှည်မှာတောက်ခံနိုင်တဲ့သူတွေရဲ့အချိန်ပေးရဲဝန်သူတွေအောင်ပွဲဆိုတာကိုရမယ်ဆိုတော့ဒီတိုက်ပွဲကိုဘယ်သူတွေတောင်းခံပြီးတော့ဆွဲရှိလေးရဲ့ရက်တီမာကြောနိုင်မလဲဆိုတာကိုသိရဖို့လိုပါတယ်ဘယ်သူတွေခြေပုံးလက်ပန်းကျပြီးတော့စိတ်ပြက်ပြီးတက်ခေါက်အညံ့ခံပြမလဲဆိုတာရေရှည်တိုက်ပွဲဖြစ်တဲ့အတွက်တောင်းခံကြောဖြတ်နိုင်သူတွေဒါလည်းအောင်မြင်တဲ့တိုက်ပွဲကိုရရှိမှသိကြပါတယ်နောက်တစ်ပတ်လောက်ဆိုမေဘေးတွေကခြေကုံလက်ပန်းကျငြိမ်သွားမယ်ဆိုတာတက်ခေါက်ပြန်သွားမယ်ဆိုတာငါတို့ပြည်သူတွေငြိမ်ကြလဲခဏပဲအဆုံးထိတော်လန်တိုက်သွားမှာလို့ရဲဝံ့ကြွေးကြော်ပြီးတော့သတိပေးရရှိပါတယ်မင်းအောင်လိုင်ကထိုင်းရဲ့ပွဲကျန်းလာမှုချင်းနဲ့မြန်မာရဲ့အဆုံးမတတ်တော့တဲ့အခြေအနေကိုနှစ်ရက်ကိုပူးပေါင်းသွားပြီးတော့ UN နဲ့ကဘာကိုကန်လို့တော့မယ်ဆိုတာကြောက်အောင်လာပြီလို့အတီးပင်းရင်းနဲ့ရေတော့ပုံအောင်ရမယ်ငါတို့ဆက်တိုက်မယ်ကိုဂရီပေးလိုက်ပါတယ်မင်းအွန်လိုင်းနဲ့ပရာဘော့ဘသူခွေးပြေးအရင်ဆင်းပြေးမလဲဆိုတဲ့ဆောင်းပါးလေးကိုကျွန်တော်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ခင်ဗျပရိသတ်တွေအတွက်နောက်ထပ်တင်ဆက်ပေးမယ့်သတင်းအကြောင်းကတော့ကျုပ်ကထောက်ပံ့ရေးတပ်သားပါ PDF တွေကိုလှူတယ်လို့မပြောပါနဲ့လှူတယ်ဆိုတဲ့အသုံးတော့ဟာခင်ဗျားကိုတော်လိုင်းရေးနဲ့ရင်မဲ့ချင်းမနှိစက်စေပါဘူးကျွန်တော်တို့တွေကယခုပြည်တွင်းစစ်မှာပါပြည်တွင်းစစ်ကမဖြစ်သေးဘူးမလားဒီဒေးကိုစောင့်နေကြတာမလားလို့ခင်ဗျားတို့တွေးမိကောင်းတွေးမိပါလိမ့်မယ်ဖေဖော်ဝါရီလ9ရက်နေ့မြတ်သက်ခိုင်ခေါင်းကိုတနက်နဲ့ပြစ်လိုက်ကြတဲ့ကစေအုပ်စုကပြည်သူပေါ်မှာစစ်ကြင်ညာပြီးပြည်တွင်းစစ်ကိုစတင်ခဲ့ပြီးဖြစ်ပါတယ်။အဲဒီကလေးကကျွန်တော်တို့ပြည်သူတွေကလည်းလက်နက်သားမကင်တာဆန္ဒပြတိုက်ပွဲတွေတပိတ်တိုက်ပွဲတွေတန်မုံတီးတာမျိုးတွေသိတဲ့စစ်စင်ရေးတိုက်ပွဲတွေ online social media တိုက်ပွဲတွေစသဖြင့်တိုက်ပွဲပုံသဏ္ဍာန်မျိုးမျိုးနဲ့စေအုပ်စုကိုတုံ့ပြန်တိုက်ခိုက်လာခဲ့ကြပါတယ်။အခုဆိုရင်ရရဆက်လက်နဲ့ကင်ဆယ်ပြီးတော့တိုက်ခိုက်တဲ့အဆင့်ထိပါရောက်နေကြပါပြီ။ဒီဒေးဆိုတာလက်နက်ကင်တိုက်ပွဲတွေအင်းနဲ့အားနဲ့တိုက်ခိုက်မှုစတင်မဲ့နေ့မှာအဲဒါကြောင့်ခင်ဗျားတို့တတိထားမိချင်မှထားမိတယ်မယ်ကျွန်တော်တို့တွေအခုဆင်နွှဲနေကြတာပြည်တွင်းစစ်ပဲဒီနေရာမှာတိုက်ပွဲဆိုတာကိုလက်နက်တွေကင်ပြီးတော့တစ်ဖက်နဲ့တစ်ဖက်ကြီးစံအမြောက်ဆိုင်တွေကြားရောက်နေမှာတိုက်ပွဲဝင်တာမဟုတ်ပါဘူးကိုစီတန်ရကြရတာဝန်ကိုထမ်းဆောင်ကြရမှာပါပဲခင်ဗျားလက်နက်ကင်တတာဖြစ်ချင်မှဖြစ်မယ်ခင်ဗျားဟာစစ်စခန်းတွေစောက်တယ်စောက်လို့ရတတာကျမ်းမာရေးအတွက်တာဝန်ယူတဲ့စေတတာထမင်းချက်ဖို့တာဝန်ယူရတဲ့ရိခါတတာပစ္စည်းတွေတင်နေရတဲ့တင်ရအောင်ပို့ရတဲ့တဲကိုပို့ဆောင်ရေးတတာအလင်းချက်လက်ရအောင်ဖြန့်ဝေတဲ့ကင်းလို့တတာစက်သွယ်ရေးတတာ ID တတာယူနီဖောင်းတွေချုပ်လုပ်ပေးရတဲ့လက်နက်ကင်တွေမိုင်းတွေတက်ဆင်ပေးရတဲ့ထုတ်လုပ်ရေးတတာလိုရတဲ့ငွေရိခါပံ့ပိုးရတဲ့ထောက်ပံ့ရေးတတာဘယ်နေရာကပါခမရတော်လိုင်းရေးတတာပါပဲအဲဒါကြောင့်မြေတားရက်ခံတာပါ PDF တွေကိုလူတယ်လို့မပြောပါနဲ့ငါက PDF ထောက်ပံ့ရေးတက်သွားကွာလို့ရေးကြီးလက်မထောင်ပြီးတော့ပြောလိုက်စမ်းပါလူတယ်ဆိုတဲ့သုံးတော့ကိုကိုတော်လိုင်းရေးနဲ့အဝေးမှာမနေပါနဲ့ခင်ဗျားထောက်ပံ့ရေးတက်သားအနေနဲ့ပါဝင်လိုက်တဲ့15သိန်းကျပ်ဟာတနက်တက်လိုက်ရပါတယ်2000ကျပ်ဟာလက်ပြပုံတစ်လုံးရပါတယ်1000ကျပ်ကကြီးစံ9000ရပါတယ်ဒီနေရာမှာ community ရဲ့စကားတစ်ခုကိုအတိတတိရပါတယ်ယာရုအဆင့်ဆိုတာမရှိဘူးတာဝန်အဆင့်သာရှိတယ်တဲ့ကျုပ်တို့ဒီပြည်တွင်းစီကြီးကိုနိုင်အောင်တိုက်ပြီးတဲ့အခါမှာလမ်းမှာတွေ့ရင်အချင်းချင်းနှုတ်ဆက်ကြတဲ့အခါရဲဘော်ခင်ဗျားဘာတာဝန်ထမ်းဆောင်ခဲ့လဲဆိုရင်ခင်ဗျားမှာပြန်ပြေးတရားရှိလားအချင်းဒီအကြောင်းကြောင့်တနက်ကင်တက်သားနေတဲ့တာဝန်ထမ်းဆောင်မှုအဆင်ပြေရင်လည်းအားမငယ်ပါနဲ့တင်ကိုထောက်ပံ့ရေးတက်သားဖြစ်အလိုရှိတယ်ယခုပဲတော်လိုင်းရေးတက်တဲ့ဝင်လိုက်ပါခင်ဗျားဟာယူနီဖောင်းဝတ်တဲ့တော်လိုင်းရေးတက်သားပါလေးသားပါတယ်ရဲဘော်နားဆင်ပြကြတဲ့ပရိသတ်တွေအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ပရိသတ်တွေအနေနဲ့ကျွန်တော်တို့ရဲ့ ARA News Channel ကို Subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင်တော့ Subscribe ပြုလုပ်ပေးထားပြီးတော့တိတိတွေတင်နိုင်တဲ့သိနိုင်မှုအတွက်ဘေးနားမှာရှိတဲ့ Notification Bell လေးကိုလည်းနှိပ်ထားပြီးတော့တိုက်တွန်းလိုက်ပါရစေခင်ဗျာ